အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ English study ချက်လေးတစ်ချက်ပုံညက်ခိုင်ပါကျွန်မဒီနေ့ဗာကြားနဲ့ပတ်သက်ပြီး sharing လုပ်မလဲဆိုရင်အားလုံးပဲ transitive verb နဲ့ intransitive verb ဆိုတာကိုသိမှာပေါ့နော် transitive verb ဆိုတာက object လို့တဲ့ကရိယာပြောပါတော့ intransitive verb ဆိုတာက object မလို့တဲ့ကရိယာ object လို့လားမလို့ဘူးလားဆိုတော့ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဆို object လို့ရဲဆိုရင်ဘာကိုလို့ဘသူကိုလို့မေးလို့ရရင် object လို့တယ်ဘာကိုလို့ဘသူကိုလို့မေးလို့မရရင် object ကမလို့ဘူးပေါ့နော်မလို့ဘူးအဲ့ဒီအခါမှာကျွန်တော်တို့က transitive verb intransitive verb ကိုဘယ်လိုခွဲလဲဆိုရင် object လို့လားမလို့လားကြည့်ကြရအောင် go ကဘာကိုလို့မေးလို့ရလားဘသူကိုလို့မေးလို့ရလားဟုတ်ပါတယ်မေးလို့မရပါဘူး go ကနေရာတို့အချိန်တို့နော်ဟိုဘာနဲ့သွားတာလဲလို့အဲ့လိုလိုပဲမေးလို့ရမယ်နော်သူ go နဲ့ပတ်သက်ပြီးမေးလို့ရတဲ့မေးခွန်းတွေက how ရှိမယ် when ရှိမယ် where ရှိမယ်ပေါ့နော်ဟုတ်လား how ဆိုဘယ်လိုသွားလဲလို့မေးတာ哦နော်အဲ့လိုဟာတွေပဲမေးလို့ရပါမယ် what နဲ့မေးလို့မရပါဘူး what တို့ who တို့နဲ့မေးလို့မရပါဘူးဘာကို whom လို့နော်ဘာကိုဘသူကိုလို့မေးလို့မရတဲ့အတွက်ကြောင့်ကျမတို့က go က intransitive verb လို့ခေါ်ပါတယ် EATE ကြတော့ကြည့်ရအောင်ဘာကိုဘသူကိုမေးလို့ရလားရပါတယ်ဘာကိုစားတယ်လဲ what do you eat မင်းပါစားတယ်လဲနော်ကဲအဲ့ဆိုရင် transitive verb intransitive verb ကိုသိမှာပေါ့နော်transitive verb intransitive verb ကတချို့တွေကြတော့ object နှလုံးအောင်လို့တာနော်အဲ့ဒါကျွန်မနောက်တစ်ပိုင်းမှာရှင်းပြပါမယ်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲbye bye ပါ